အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်အခုက CK Loli ဒီ half file လေးနဲ့ကျွန်တော်ဆော့ပြမှာပါเนาะ color grading ကိုဒီ half file လေးကိုလိုချင်နေဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာရောချပေးထားတယ်เนาะကျွန်တော်အကောင့်မှာလာပြီးတော့ download လုပ်ရတယ်ဗျသိလားဟုတ်ပြီဒါဆိုရင်တော့စလိုက်ကြအောင်ဗျာ Okay software တဲ့ဝင်မယ် software တဲ့ဝင်ပြီးတော့ဒီမှာဆိုရင်တော့ဘာမှမရှိတဲ့နေရာအလုပ်တစ်ခုကိုတစ်ချက်လောက်နှိပ်လိုက်ပါเนาะโอเคဗျကျွန်တော်ကတော့ဒီမှာ CK Loli ကတော့အကောက်ကတော့ဝင်ပြီးသားဖြစ်တယ်เนาะ password ကတော့ကျွန်တော်စီမှာလာတောင်းမယ်ပေါ့ကျွန်တော်ကတော့ဝင်ပြီးသားဆိုတော့ထပ်ပြီးတော့ဝင်ပြမယ်တော့ဝင်ရသေးတဲ့သူဆိုရင်ဒီအပေါ်ကဒီ EN ဆိုတဲ့နေရာလေးမှာဟို login ဆိုတာလေးပေါ်နေလိမ့်မယ်ဗျအဝါရောင် login လေးအဲ့ဒါလေးကိုနှိပ်ပြီးတော့ password ကျွန်တော်စီကလာတောင်းပါဗျကျွန်တော်လိုရမယ့်စီကန်းလေးပြောပြပါဆိုတော့ password ချပြီးပါเนาะโอเคဒါဆိုရင်တော့ကျွန်တော်တို့ကဟို link ကနေအကောက်ဖွင့်ကျွန်တော် link ကနေအကောက်ဖွင့်မှာကျွန်တော် password ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် link ကနေအရင်ဆုံးအကောက်ဖွင့်မှာเนาะအကောက်ဖွင့်ပြီးပါဆိုတော့ဒီမှာ login ဝင်ရမယ်เนาะဒီမှာ login ဝင်ဖို့ဆိုရင်ဒီမှာဟိုအောက်ဆုံးမှာဗျကျွန်တော်ပြမယ်โอเคဒီအောက်မှာဗျဒီအောက်မှာ login ဆိုတာလေးရှိရဗျအဲ့ login ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါเนาะဒီမှာအောက်မှာဗျ login ဆိုတာလေးအဲ့ login ဆိုတာလေးကိုတစ်ချက်နှိပ်မယ်โอเค login ဆိုတဲ့နေရာရောက်ပါပြီဆိုတော့ browser တို့ကျွန်တော် link နဲ့ဖွင့်ထားတဲ့အကောက်ကိုဒီမှာလာထည့်ပေးပါเนาะဒီမှာရှေ့ဆုံးမှာကိုတစ်လုံးပဲခံပြီးတော့ဖွင့်ပါเนาะကိုโอเคဒီမှာကျွန်တော်ဖုန်းနံပါတ်တစ်ခုကိုထည့်လိုက်မယ်ဗျကျွန်တော်အကောင့်ထဲမှာတော့ငွေရတော့မထည့်ရသေးဘူးဗျဟိုနေ့ကမှထုတ်ပြီးတော့ထားလိုက်တာဒီအကောက်ကမသုံးတော့ဖြစ်တဲ့အတွက်ကြောင့်โอเค password ကိုခုနက link ကနေပြီးတော့ဖွင့်လိုက်တဲ့ password ဖွင့်လိုက်တဲ့ password ကိုဒီမှာလာထည့်ပေးပါเนาะဒီမှာကျွန်တော်ထည့်လိုက်โอเคရပါပြီဆိုတာနဲ့ဒီ login ဆိုတာလေးကိုရှင်းအောင်နှိပ်ပြီးပါเนาะโอเคဗျအကောင့်ထဲဝင်သွားပြီဆိုရင်ဒီမှာ Google နဲ့ browser တို့ရဲ့ password ကိုစိတ်ထားလို့ရရတယ်เนาะโอเคဒီမှာ confirm ကိုတစ်ချက်နှိပ်ပေးပါထပ်နှိပ်ပေးပါโอเคဒီမှာဆိုရင်တော့ကြက်ရှိကလေးတစ်ချက်နှိပ်ပေးပါเนาะပြီးသွားပြီဆိုရင်တော့ browser တို့ဟိုအခုမှစပြီးတော့လုပ်တဲ့လူတွေဆိုရင်တော့ဒီမှာအရင်ဆုံးငွေထည့်နည်းတွေတော့ browser တို့ကြည့်ပြီးပါပြီပေါ့နော်ကြည့်ပြီးလောက်ပြီပေါ့ Telegram မှာကျွန်တော်ချပေးထားတယ်เนาะငွေထည့်နည်းငွေထုံနည်းတွေရောအကုန်ချပေးထားတယ်เนาะโอเคကိုကလောဆယ်ကျွန်တော် Sony ကိုပဲအရင်ဆုံးပြောပြပေးမယ်เนาะ Sony ကိုဆိုရင်ဒီမှာဒီ LOTTERY ဆိုတဲ့နေရာလေးတစ်ချက်နှိပ်ရเนาะဒီမှာဗျဆော့မယ်ဆိုရင်ကျွန်တော်တို့โอเคဗျဒီမှာဒီ LOTTERY ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ်နှိပ်လိုက်ပြီဆိုရင်ဒီမှာအပေါ်ဆုံးက win code ဆိုတဲ့အထဲကိုဝင်မယ်เนาะဒီမှာ win code အားလုံးပဲမင်္ဂလာဗျကျွန်တော်အခုကတော့ဒီမှာ CK Loli ကိုကျွန်တော်ကိုယ်တိုင်ဆော့ပြမှာเนาะကျွန်တော် half file နဲ့ဆော့ပြပါမယ်ဗျโอเคအရင်ဆုံး T ထဲဝင်မယ် T ပြီးတော့ win code ထဲကိုတောင်းမယ်ဗျโอเคဒီမှာဆိုရင်ကျွန်တော်ရဲ့ဒီပတ်ဆက်အိတ်ကတော့6000ကျော်ရှိရเนาะ6000ကျော်နဲ့ကျွန်တော်စဆော့ပြမယ်CK show box ကိုရှင်းနေလိုက်မယ်ဗျကျွန်တော်တို့အသေးကိုထိုးခိုင်းတယ်ဗျကျွန်တော်အသေးကိုအချိန်ရှိသေးတယ်ဆိုတော့အသေးကိုကျွန်တော်100ထိုးမယ်ဗျခဏလောက်စောင့်ရအောင်အသေးကိုထိုးခိုင်းတာအသေးကို100ထိုးလိုက်အသေးမှန်ပါတယ်ဗျဒီဟာဆိုရင်နောက်တစ်ဝက်ဆက်ထိုးကြည့်မယ်နော်အကြီးကိုထိုးပါတယ်ဆိုတော့ကျွန်တော်အကြီးကို100ပဲထိုးလိုက်မယ်ဗျโอเคမှန်ပါတယ်ဗျโอเคအဲ့ဒါဆိုရင်နောက်တစ်ခါတော့အသေးကိုထပ်ထိုးခိုင်းတယ်ဆိုတော့ကျွန်တော်အသေးကိုထိုးပေးလိုက်မယ်နော်အသေးကိုကျွန်တော်100ပဲထပ်ထိုးပြမယ်ဗျဟိုဒါနဲ့ဆိုကျွန်တော်နှစ်ပွဲမှန်သွားပြီပေါ့နော်ဒီမှာကျွန်တော်ရဲ့အပေါ်မှာလည်းပဲ6200ခဏ100ထိုးလိုက်တော့6100ကျော်ကျန်နေဗျโอเคအကြီးကြတယ်ဆိုတော့ကျွန်တော်ဒီတပွဲရှုံးသွားနော်တပွဲရှုံးရတယ်ဆိုတော့ကျွန်တော်ရပါတယ်တိတ်ကိစ္စမရှိဘူးကျွန်တော်နောက်တစ်ခါထပ်ထိုးမယ်ပေါ့အကြီးကိုပဲဆက်ထိုးပါတယ်ဆိုတော့ကျွန်တော်အကြီးကို200ထိုးမယ်ဗျโอเค brother တို့ကတော့ဒီကိုတက်နိုင်တယ်လို့ပေါ့ brother တို့ထိုးခြင်းတယ်လို့ထိုးလို့ရတယ်ကျွန်တော်ထိုးနည်းအတိုင်းထိုးလို့လည်းရပါတယ်ဗျโอ
เคမှန်သွားပြီနော်မှန်သွားပြီဆိုရင်ကျွန်တော်100ပြန်ရရပေါ့โอเคဒီမှာ6300ဖြစ်သွားပြီပေါ့နော်ကျွန်တော်6300ဆိုအစားပြန်ထုတ်โอเคအသေးကိုထိုးပါဆိုလို့ကျွန်တော်အသေးကိုဒီမှာ100ထိုးပေးလိုက်မယ်နော်ဘာသာတခုပြောချင်တာလောဘအရန်မကြီးကိုပဲဗျကြိုင်းကျွန်တော်နည်းနည်းကြီးနေတဲ့စုတာပိုထိရောက်တယ်နော်တခါတည်းအများကြီးထိုးရင်တော့ရှုံးဖို့လာပုံများပါတယ်ဗျโอเคအကြီးပဲထက်ကြရဆိုတော့ရှုံးပါမယ်ဒါဆိုအကြီးထိုးပါတယ်ဆိုတော့ကျွန်တော်အကြီးကို200ထိုးမယ်ဗျအသေးကြနော်ကျွန်တော်2ပွဲရှုံးသွားတယ်2ပွဲရှုံးသွားဆိုတော့ကျွန်တော်တိတ်ပြီးတော့ကိစ္စမရှိပါဘူးကျွန်တော်အကြီးကိုထပ်ထိုးပါဆိုတော့ကျွန်တော်အကြီးကို400ထိုးမယ်ဗျဒါတော့တရားကြည့်လိုက်နော်ကျွန်တော်400ထိုးရတယ်သူကဇာတိုးလေးမှန်ရင်ပဲအဆင်ပြေကြီးကโอเคထပ်လွယ်နော်400ရဆိုတော့ကျွန်တော်ထပ်ထိုးမယ်နော်ဒီမှာမလားအကြီးကိုပဲထိုးပါထပ်ပြကျွန်တော်800ထိုးပြမယ်800လောပဲ1000ပဲထိုးရ1000ထိုးပြမယ်နော်ဟုတ်ပြီကျွန်တော်အဲ့ဒါဆိုတော့ကျွန်တော်1900ထိုးပြမယ်နော်โอเคသူကဘာလို့အသေးကိုထိုးခိုင်းလိုက်ပြကျွန်တော်အသေးကို1900ထိုးပြမယ်ကျွန်တော်1800ထိုးပြမှန်သွားပါပြီနော်ဟုတ်ကဲ့ကျွန်တော်ခဏရှုံးထားတဲ့ဟာတွေတော့အကုန်လုံးပြန်ရောက်ပါပြီဗျအဲ့ဒါဆိုโอเคဒီခါတည်းက CK show ဘောက်ကိုရှင်းနေမယ်နော်